တရွာလုံးရဲ့ဖျားလို့ကိုကွယ်ချင်းခံနေရပြီဖိုးတခေရဲ့လူတွေမတည်သေးတဲ့လျှို့ဝှက်ချက်ခရစ်ယာန်ပရိသတ်များလုံးပဲမင်္ဂလာပါ21ရာစုရဲ့ခေတ်သစ်လောကကြီးထဲမှာလူတစ်ယောက်ကိုတရှိထင်ရှားဖျားတစ်ပါးလို့သတ်မှတ်ပြီးတော့ရွာလုံးချို့ကိုကွယ်တယ်ဆိုတာကြားရသူတွေအဖို့တော့ယုံရခက်ပါလိမ့်မယ်ဒါပေမဲ့ကရင်ပြည်နယ်ဂျိုင်းမြို့နယ်တွေကကရင်မျိုးသားရွာလို့ခေါ်တဲ့ဒီနေရာမှာတော့ဒါဟာနေ့စဉ်ဘဝအမှန်တရားတစ်ခုပါပဲအဲ့ဒီရွာကိုလူတွေကဖိုးတခေရွာလို့ပဲအလွယ်ခေါ်ကြပါရီဒီရွာရဲ့နောက်ကွယ်မှာဘလို့လျှို့ဝှက်ချက်တွေရှိနေမလဲဘလို့စီးပွားရေးစနစ်မျိုးတွေနဲ့လဲပတ်နေတယ်လဲဆိုတာကိုကြည့်လိုက်ရအောင်ပါဒီရွာရဲ့စိတ်ဝင်စားစရာအချက်ကတော့အာဏာပိုင်တွေရဲ့တရားဝင်ခွင့်ပြုချက်နဲ့တည်ရှိနေတာပါပဲရခိုင်ဆိုရလက်ထက်ကဗအံမြို့ပြည်내အေချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌဟောင်းကိုရန်ကဒီမြေနေရာကိုချပေးခဲ့တာလို့သိရပါတယ်ဒါကြောင့်လေဒီရွာကပြင်ပဥပဒေတွေထက်ခေါင်းဆောင်ဖိုးတခေရဲ့လမ်းညွှန်မှုကပို့ပြီးတော့အသက်ဝင်နေတဲ့နိုင်ငံငယ်လေးတစ်ခုလိုဖြစ်နေရတာပါခေါင်းဆောင်ကဘာပြောမြေဝဲမချနားထောင်ကြတဲ့အတိုင်းဝိုင်းတစ်ခုဖြစ်ပေါ်လာဖို့အခြေခံအုတ်မြစ်ကဒီနေရာကနေစတင်ခဲ့တာဖြစ်ပါတယ်ရွာတွေကိုခြေချလိုက်တာနဲ့ခံစားရမှာကအချိန်တွေရက်တက်နေသလားဆိုတဲ့အာယုံပါပဲဒီနေရာမှာအသားငါးလုံးဝမစားရတဲ့တက်လို့စီကံကအထီးကပါယောက်ျားရောမိန်းမပါသပင်ကိုအရှိထားရတဲ့ပြင်ကရင်ရိုးရာဝတ်စုံကိုပဲဝတ်ဆင်ရပါတယ်ဒါဟာဘာသာရေးယုံကြည်မှုတက်ထက်ဖိုးတခေရဲ့ဂိုင်းဝင်ဖြစ်ကြောင်းပြသတဲ့အမှတ်အသားတစ်ခုလို့လည်းဆိုနိုင်ပါတယ်ရွာသားတွေကဒီစီကံတွေကိုကျူးလွန်ရင်တို့ရဲ့ဖျားခေါ်ခေါင်းဆောင်ပေါ်ပြမမိတယ်လို့ယူဆကြတဲ့အထီကိုယုံကြည်မှုကခိုင်မာလွန်လှပါတယ်လူအများမတည်သေးတဲ့လျှို့ဝှက်ချက်ကတော့ဒီရွာကြီးဘယ်လိုကျွယ်ဝနေတယ်လဲဆိုတာပါပဲရွာသားများစုကစိုက်ပျိုးရေးမလုပ်ကြပါဘူးလူငယ်တွေအားလုံးဒီဘက်ကထိုင်းနိုင်ငံကိုသွားပြီးတော့အလုပ်လုပ်ကြပါရီထူးခြားတာကသူတို့ရှာသမျှငွေတွေကိုမိသားစုစီကိုပို့ရတဲ့ရွာရဲ့ဘုံရံမုံငွေတွေကိုထည့်ဝင်ကြရတာပါတနည်းအားဖြင့်ပြောရရင်ခေါင်းဆောင်ဖိုးတခေရဲ့စီမံခန့်ခွဲမှုအောက်မှာငွေကြေးအားလုံးကိုစုပေါင်းအသုံးပြုတဲ့ socialist ဆန်ဆန်စီးပွားရေးစနစ်မျိုးနဲ့လဲပတ်နေတာပါဒီငွေတွေနဲ့ပဲရွာကပွဲလန်းသပင်တွေကိုခန်းနာစွာကျင်းပသလိုစာဝတ်နေရေးခက်ခဲတွေကိုလည်းဖြည့်ရှင်းပေးပါရီဒါပေမဲ့ဒီစနစ်ကလူငယ်တွေရဲ့ကိုယ်ပိုင်ဘဝတိုးတက်မှုကိုတော့ကန့်သတ်ထားတယ်လို့ဖြစ်နေပါရီအစိုးရဆုံးချက်ကတော့ပညာရေးပါပဲရွာမှာကိုရီကိုဒါစာတင်ကျောင်းဆိုတဲ့ဆိုင်းဘုတ်ကြီးရှိပေမဲ့တကယ်တမ်းမှာတော့စာတင်ကျောင်းမရှိပါဘူးခင်မီပညာရေးဆိုတာဖိုးတခေရဲ့နေမီမှာတော့ဒုတိယဦးစားပေးတော်မဟုတ်ပါဘူးကလေးတွေကငယ်စဉ်ကလေးကခေါင်းဆောင်ကိုကိုးကွယ်ဖို့ပဲတင်ယူကြပြီးအရွယ်ရောက်တာနဲ့ထိုင်းကိုသွားပတ်စံရှာရွာကိုပြန်ဖို့ဆိုတဲ့တန်တရားတွေမှာပဲပိတ်မိနေကြပါရီဒါဟာရေရှည်မှာကရင်လူငယ်တွေရဲ့အနာဂတ်ကိုဖျက်ဆီးနေတာလားလို့ပညာရှင်တွေကစိုးရိမ်နေကြပါရီဖိုးတခေရွာကစီလုံးမှုနဲ့ရိုးရာထိန်းသိမ်းမှုမှာစံပြဖြစ်နိုင်ပေမဲ့လူပုဂ္ဂိုလ်တအုပ်ကိုဖျားလို့ကိုးကွယ်ပြီးပညာရေးကိုလစ်လျူရှုထားတာကတော့တကယ်ကိုယဉ်လေးစရာပါလူတယောက်ရဲ့ယုံကြည်မှုကိုဝေမနှောက်ရှက်နိုင်ပေမဲ့ကလေးတွေရဲ့တင်ယူပိုင်ခွင့်ကိုတော့မေးခွန်းထုတ်ဖို့လိုအပ်နေပါပြီကပရိသတ်ကြီးတို့ရောဒီလိုကိုပိုင်စနစ်နဲ့လဲပတ်နေတဲ့ရွာပုံစံကိုဘယ်လိုမြင်ကြလဲပညာရေးထက်ယုံကြည်မှုကိုဦးစားပေးနေတာကရေရှည်မှာအဆင်ပြေနိုင်ပါမလားအကယ်၍ပရိသတ်ကြီးသားအရိရွာကမိဘတစ်ယောက်ဆိုရင်ကိုသားသမီးကိုကြောင်းမထားဘဲနဲ့ဒီလိုပဲထားမလားဆိုတာကွန်မန့်လေးမှာပုံမှန်လင်းလင်းပြောပေးသွားကြပါဦး